သူ့ကိုငွေနဲနဲချန်ထားပေးခဲ့လိုက်မယ်သူသုံးဖို့လုံလောက်လိမ့်မယ်ထင်တယ်စုစုပေါင်းကြေးနီပြားဆက်3ပြားသူတို့ရဲ့အယောင်တောက်နေတာကိုကြည့်ယုံနေတင်ဒါကကြာရှည်စွာစူဆောင်းထားတဲ့မိသားစုရဲ့အရင်းနှီးဆိုတာသိတာတယ်အေးဆက်နေတဲ့တတုပြားလေးတွေကကျွန်တော်ရဲ့ကိုပူချိန်ကြောင့်နှွေးသွားတဲ့အလေးချိန်ရှိတဲ့ဒီငွေပြားလေးတွေကစကားနဲ့တဲ့ဒီလူရဲ့စိတ်ရင်းမှန်တွေအကုန်လုံးပဲကျွန်တော်မှာအရင်းနှီးမရှိဘူးဒါပေမဲ့အလုပ်စတင်ဖို့အရင်းနှီးလိုအပ်တဲ့ဒီကြေးနီပြားဆက်3ပြားကကျွန်တော်ရဲ့အရင်းနှီးပဲအလုပ်လုပ်ရန်ပြင်ဆင်ပြီးအဝတ်စားလဲလေကအသားများနဲ့လိုအပ်သည့်ပစ္စည်းများကိုချင်းတောင်းထဲထည့်လိုက်တယ်ချင်းရှိမျိုးလေးကမကြီးပါဘူးတောင်နဲ့မြောက်ကိုဖြတ်တန်းသွားတဲ့လမ်းမကြီးတလမ်းရှိတယ်လမ်းဘေးမှာတော့စတိုးဆိုင်တွေအထည်ဆိုင်တွေစားတောက်ဆိုင်တွေတန်းစီလို့ဝူဒီဆိုင်ကုံစုံဆိုင်ပန်းပဲဆိုင်မုံဆိုင်နဲ့ထမင်းဆိုင်တွေရှိတယ်ဆိုင်တွေတိတ်မများပေမဲ့ဈေးရောက်တဲ့နေ့ဆိုရင်တော့တရွာလုံးကလူတွေလာဝယ်ကြတာမို့အတော်လေးစီကားလောက်တယ်ဈေးထဲမှာပစ္စည်းများဝယ်ယူပြီးနောက်မြို့ရဲမှာတပတ်ပတ်ပြေးတာနဲ့ဆဲ3ပြားလုံးကုန်သွားတော့တယ်တပြားမှတောင်မကျန်တော့ဘူးဟင်းအယောင်းဝယ်မလုပ်ခင်မှာမိဖို့ချောင်ကိုအရင်တန်းရှင်းရေးအရင်လုပ်ရမယ်မိဖို့ချောင်ဆိုတာစင်းရဲနိုင်ပေမဲ့ညစ်ပလို့တော့မရဘူးအဲ့ဒါမှပဲထွက်လာတဲ့အစားအစာတွေကလူတွေကိုယုံကြည်မှုရှိစေမှာလေနေ့လယ်ပိုင်းရောက်သွားတော့အရာအလုံးအသင့်ဖြစ်နေပြီးအသားတွေကိုကြိုချက်ထားရင်ရောင်းတဲ့အခါပြန်နှွေးယုံပဲဒါကတယောက်တည်းလောက်ကင်ရတဲ့အတွက်အဆင်ပြေဆုံးပဲအရင်နီးလဲနေတယ်လို့အမျက်လဲများပြီးအရသာကလည်းထူးခြားလုံးတယ်အရသာရှိတဲ့ဟင်းရည်ကအဓိကပဲအတင်းလှုပ်ထားတဲ့ငံပြာရီမျိုးလဲမသုံးဘူးဘဲငါးပြီကိုအရင်ကြော်ပြီးစီတက်မယ်ပြီးရင်ရေထဲပြုတ်ပြီးနန်နန်ပင်တစ်ကြံဘိုးခောက်ကျဲပုံစံနာနဲ့ပွင့်ကျင်းချက်တုံဖြူဆက်တာတွေကိုထည့်လိုက်မယ်အတေးအချပြင်ဆင်ထားသောပါဝင်ပစ္စည်းများကိုအိုးထဲသို့တစ်မျိုးပြီးတစ်မျိုးထည့်နေစဉ်ဝနာရွက်ကအကျန်းဆုံးဖြစ်တဲ့အတွက်အရင်ဆုံးထည့်ရတယ်ပြီးတော့ဝက်အသေးဝက်နှလုံးနောက်ဆုံးမှဝက်ဥစာကိုထည့်ရမယ်ချက်ပြုတ်ချိန်မီးပူချိန်ကိုဂယူးဆိုင်ရမယ်ချက်စရာရှိတာချက်အနစ်မိအောင်စောင့်ရမယ်လူရီကိုမီးအေးအေးနဲ့တီထားရင်ပို့ပြီးတော့အနစ်ဝင်လာလိမ့်မယ်မနေ့ကချက်တဲ့ဝက်သားနှစ်ချက်ထက်တောင်ပို့ပြီးမွေးလာတယ်ဟာအပြင်ဘက်မှလူများကဒီအိမ်ကဘာတွေချက်နေတာလဲရန်နန်းက2မိုင်လောက်ထိရောက်နေပြီးဟုပြောနေစဉ်အသားများကိုတုတ်ချောင်းဖြင့်ထိုးနေသောမြင်ကွင်းလေးကဲတယောက်တစ်ချောင်းစီခလေးများကအကိုကြီးနောင်ဆိုကျမတို့ကိုနေ့တိုင်းအနှံ့ခံခိုင်းပါနော်ဟုတောင်းဆိုနေတော့သည်အနှံ့ပဲခံပြီးဘာလို့မလဲအကိုပိုက်ဆံရလာရင်ဝယ်ကြွေးမယ်နော်အသားများကိုလိဖြက်လေပြင်ဆင်နေစဉ်အသားနှစ်တုံးချန်ထားလိုက်ဦးမယ်ဤဒီလာရင်မြီးခိုင်းဖို့ခင်မုန်းကိုခေါ်၍မြီးခိုင်းနေစဉ်မြင်မြည်ကြီးအရသာဘလို့ရှိလဲအသားကိုမြည်ကြည့်ပြီးနောက်ဒါကဘာလဲလူအရသာလေးရောင်းလို့ရမယ်ထင်လားတခုကိုဘလောက်လဲဝက်အသေးက3ဝက်နားရွက်က2ဝက်ဥစာက4ဝက်ဝါတို့လေးနဲ့ပဲချိတ်ပြီးရောင်းမယ်ငါတို့ရွာကမကြီးပေမဲ့မြို့နဲ့နီးတယ်လူစီကားတဲ့အချိန်မှာရွာထိပ်မှာခင်းရောင်းကြည့်မယ်မကုံရင်မှမြို့ပေါ်ကိုပို့ရောင်းမယ်ဒီအကိုကအိမ်ထောင်ကြပြီးကလေးကငါရဲ့အမြင်တွေကိုအများကြီးပြောင်းလဲစေခဲ့တယ်သူကအစားတောက်လဲချက်တက်တယ်တွက်ချက်လဲကျွမ်းကျင်တယ်တော်တော်လေးကိုထူးခြားတဲ့သူပဲအပေါ်ကိုတက်ဖို့အချိန်မရှိဘူးသွားကူညီပေးလိုက်ချင်းရှိမြို့တော်မှာ3ရက်တစ်ကြိမ်ဈေးနေ့ရှိတယ်ပုံမှန်ဆိုအရန်တိတ်ဆိတ်ပေမဲ့ဈေးနေ့ဆိုရင်တော့အရန်စီကားတယ်ရှမ်းရက်စီကကျွန်တော်ကိုအစီကားဆုံးလမ်းဆောင်မှာနေရာတစ်ခုပေးထားတယ်ဘေးနားမှာတစ်ပင်ဦးကြီးတစ်ပင်ရှိတော့အရေးရလို့တော်အဆင်ပြေရဲ့လေကျွန်တော်ရဲ့ဈေးရောက်တဲ့နေရာကအရန်ကိုရိုးရှင်းပါတယ်စားပွဲတစ်လုံးမီးဖိုလေးတစ်ခုဝတ်သားချက်တဲ့အိုးကြီးနဲ့အိုးနဲ့ဆိုရင်ရောင်းလို့ရနေပြီလေဟဲဒါရှမ်းအိမ်ကဖူးရမဟုတ်လားအရန်မွေးတာပဲဘာတွေရောင်းတာလဲအသားဟင်းပါဝက်ရဲ့အစိတ်ပိုင်းတိုင်းလိုပါပါတယ်အဖွားစမ်းကြည့်ပါဦးအစမ်းအားပေးလေရောဈေးနဲ့ရမှာပါဗျာပထမဆုံးဈေးနေ့မှာခုနှစ်73ဝန်ရတယ်ဒုတိယဈေးနေ့မှာတော့ပစ္စည်းတွေပိုရောင်းနိုင်လို့120ဝန်ရတယ်ရှမ်းအိမ်ကလူကြီးခင်များရောက်လာပြီလားအရင်တစ်ခါမဝယ်လိုက်ရလို့ဒီနေ့တော့စောစောစီးစီးထလာတာခင်များတို့စီမှာဝက်ဥချောင်းတွေရှိသေးလားကျမသမီးကရောင်းတာကိုစောင့်နေတာရက်တော်ကြပြီးဝက်သားထက်တောင်ပိုရတာရှိတယ်လို့ပြောနေတာကျွန်တော်ကိုဝက်အသေး3ခုပေးပါယူသွားမယ်စိတ်မပူပါနဲ့ဗျာချက်ချင်းဖြစ်စေရမယ်ဈေးရောက်တဲ့သူတွေကအလုပ်တစ်ခုကိုတဖြည်းဖြည်းနဲ့အကျင့်ပါလာတယ်အဲ့ဒါကတော့တစ်ပင်ဦးကြီးအောက်ကဒီလိုရှင်းတဲ့ဈေးဆိုင်လေးမှာအမြဲတမ်းလူတွေစီကားနေတတ်တာပါပဲချင်းရှိမြို့လိုနေရာမျိုးမှာ900ဝန်းဆိုတာငွေပမာဏမနှဲပါဘူးတာမန်လေသမားတွေဆိုရင်တစ်နှစ်ပတ်လုံးတီထွင်လောက်ကင်ပြီးအခွန်ဆောင်အစားတောက်ဖို့နှုတ်လိုက်ရင်လက်ထဲမှာ2ဝန်း3ဝန်းလောက်ပဲကျန်တတ်တယ်ကျွန်တော်ကအိမ်ထောင်ပြူတာမကြသေးတဲ့သူလေဒီအိုးလေးဟင်းခတ်အမွှေးကြိုင်လေးတွေနဲ့ပဲဘဝကိုအကောင်းဆုံးစူးစမ်းတည်ဆောက်နေတာပိုက်ဆံရှာတာကလည်းပိုက်ဆံသုံးဖို့အတွက်ပဲလေနေ့ရက်တွေကတနေ့ထက်တနေ့ပိုကောင်းလာတော့မှာပါခင်မွန်း